ရုရှားကယူကရိန်းပြီးသွားရင်ဥရောပကိုပြစ်မှတ်ထားတော့မယ်ပေါ့နော်ဒါကြောင့်ဥရောပနိုင်ငံတွေစစ်ရေးပြင်ဆင်ဖို့လိုအပ်နေပြီဆိုတဲ့အကြောင်းကိုသူကပြောဆိုသွားတယ်အားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်နဲ့အမျှမြန်မာသတင်းထူးသတင်းဦးတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနှိပ်ဖို့ပြောကြားချင်ပါတယ်နောက်ပြည်တွင်းမှာတော့မနေ့ကလည်းဘုံကျဲမှုဖြစ်စဉ်တွေမြောက်ဦးမှာထပ်ဖြစ်တယ်ကြောက်ဖြူမှာထပ်ဖြစ်တယ်ဒါတွေကကမ္ဘာသတင်းတွေမှာလည်းပါပါတယ်ဒါကြီးကအလွန်အမတန်ဆိုးရတဲ့စိတ်ရာဇဝမှုကြီးပါအဲ့တော့ဒီလူငင်းချမ်းသာခွင့်ရနေတော့စစ်ကောင်စီကဘာမှထည့်မစင်စားပဲရန်ကားနေတဲ့သဘောမျိုးကိုတွေ့နေရတယ်ဒီလိုပြည်သူစေယုံကိုဘုံကျဲမှုကဘယ်စစ်ပွဲမှာမလုပ်ရဘူးတားမြစ်ထားတာပါအဲ့တော့ရန်သူပင်ဖြစ်လေကစားနော်ဒီစစ်ပွဲကိုဒီစေယုံတွေကိုပုံကျဲခွင့်မရှိပါဘူးဒါနိုင်ငံတကာဥပဒေပါအဲ့တော့အရသာပြည်သူတွေကိုဒီစေယုံတွေကိုပုံကျဲခြင်းဟာဒါစေရစုံအလုံးနဲ့ကြီးမားတဲ့စေရစုံမြောက်တယ်ဆိုပြီးတော့မနေ့ကသက်ဆိုင်ရာကုလသမဂ္ဂအကြီးအကဲတွေကနိုင်ငံကောင်းဆောင်တော်တော်များများကိုပြောဆိုထားပါတယ်အဲ့တော့ဒီကျွန်တော်တို့ကတော့တရင်အနေနဲ့ပဲပြောမှာပါဘာဖြစ်လို့လဲဆိုတော့သူတို့ကပြောလဲနားထောင်မဲ့လူတွေလည်းမဟုတ်ပါဘူးเนาะသူတို့လုံချင်တာလုံနေတာမှာအမြောက်အများအကြီးအကျယ်ကိုလုံနေတာပါသူတို့ထင်နေတာကဒီလေချောင်းအင်အားအသာနဲ့ငါတို့ပုံကျဲတာနဲ့ငါတို့နိုင်ပြီးဆိုတဲ့ပုံစံနဲ့သူတို့စဉ်းစားနေတာပေါ့ဗျာเนาะသူတို့ကိုယ်တိုင်ဖြက်စီးနေတာပေါ့เนาะလူသက်တွေကိုသူတို့ရင်ခိုင်းနေတာပေါ့ဗျာเนาะအဲ့တော့တော်တော်ကိုဘယ်လိုပြောမလဲစိတ်ရာစုံမြောက်တဲ့စစ်ကောင်းဆောင်တွေဖြစ်နေပါပြီအဲ့တော့တခါကဘာကြီးရဲ့အနေထားကလေဒါဒီဆောင်းပါးလေးတစ်ပုဒ်ကိုကျွန်တော်ဖတ်ချင်ပါတယ်အဲ့တော့ဒီကဘာကြီးရဲ့အနေထားကလေကျွန်တော်တို့ဒီစစ်ရေးစင်ငွေတွေတန်းနေတာပေါ့နော်စစ်ရေးစင်ငွေတွေတန်းနေတယ်အဲ့တော့ထူးခြားချက်ကအမေရိကန်ပေါ့နော်အမေရိကန်ကဒီ G7 ကိုအစားထိုးပြီးတော့သူကG5 ပုံစံမျိုးဖွဲ့ခြင်းနေဗျာသိလားသူကရုရှားရဲ့တရုတ်ရဲ့အိန္ဒိယရဲ့အမေရိကန်ရဲ့နောက်တစ်နိုင်ငံရဲ့ပေါင်းပြီးတော့G7 ကိုအာခံမဲ့ပုံစံမျိုးကိုအမေရိကန်ကဥဆောင်ပြီးလုပ်ခြင်းတယ်ဆိုတော့အမေရိကန်ကဂိုင်းခွဲတွေသွားပါနေတာကိုတဖြည်းဖြည်းတွေ့နေရတယ်ပေါ့နော်အဲ့တော့ဒီအမေရိကန်ရဲ့ပြောင်းလဲသွားတဲ့အခုလက်ရှိအစိုးရရဲ့အနေအထားများကမ္ဘာကြီးတစ်ခုလုံးကိုပြောင်းလဲမှုဖြစ်စေတယ်အဲ့တော့အမျက်ထွက်သွားတာကတော့တရုတ်ရုရှားတို့အမျက်ထွက်နေတဲ့သဘောရှိတယ်အဲ့တော့အမေရိကန်ကသူလက်ရှိအာဏာရဖို့နဲ့ဒီအစွန်းရောက်အတွေးခေါ်များလို့ပဲခေါ်ရမလားလက်ရှိဒီဥရောပကိုတိုက်ခိုက်ခြင်းပေါ့နော်တော့အမေရိကန်မှာအာဏာရရှိနေတဲ့ဒီအင်ဂျီရိုမှာရှိတဲ့လူတစုပေါ့နော်အဲ့ဒီလူတစုကရေးဆွဲတဲ့ policy တွေဟာကမ္ဘာကြီးတစ်ခုလုံးကိုပြောင်းလဲဖြစ်စေတယ်ပေါ့နော်အဲ့တော့အမေရိကန်ပြည်သူတွေရဲ့သဘောထားတော့မဟုတ်ဘူးအမေရိကန်မှာရှိတဲ့နိုင်ငံရေးသမားတော်တော်များများရဲ့သဘောထားတော့မဟုတ်ဘူးဒါပေမဲ့လက်ရှိအာဏာရယူထားသောဒီ policy ရေးဆွဲတဲ့လူတစုရဲ့သဘောထားအဖြစ်ရက်တည်ချက်တွေဒါပေမဲ့ရေရှည်အနေနဲ့ကတော့ဒါတွေကတော့ဥရောပဒီကမ္ဘာနိုင်ငံတွေကအထူးသတိထားမှာပါအဲ့တော့ဒီဆောင်းပါးလေးကိုကျွန်တော်ဖတ်ပြခြင်းပါတယ်ဘာလို့ဒီသတင်းကဒီရက်ပိုင်းမှာအများကြီးပြောနေတာပါเนาะWashington Post ကလည်းပြောတယ်ဗျာသိလားတကမ္ဘာလုံးကပြောနေတာပါဒါပေမဲ့ဥရောပနိုင်ငံများကဒါအမေရိကန်နဲ့စုပေါင်းပြီးတော့မဟာဗျူဟာများကြာတာကိုဆက်လက်ရပ်တည်နေရနေပြီးတော့အခုအမေရိကန်ဆိုရအသစ်အပြောင်းလဲဖြစ်လာတဲ့အခါမှာအဲ့ဒီအပြောင်းလဲလာတဲ့အမေရိကန်အစိုးရအသစ်ကအဲ့ဒီ traditional ပေါ့ဒီအမြဲတမ်းလုံနေကြနီလန်းကနေပြီးတော့ဒီဥရောပနဲ့ဒီအနောက်နိုင်ငံများကနေတွဲဖွဲ့ပြီးသူ့ကိုခေါင်းဆောင်တင်ထားတာကိုခေါင်းဆောင်ရာထူးကနေခုံဆင်းတာပေါ့ဗျာအပွင့်လင်းဆုံးပြောရင်တော့သူ့ကိုခေါင်းဆောင်တင်ထားတာသူ့ကိုခေါင်းဆောင်တင်ထားတဲ့ဟာကိုခေါင်းဆောင်နေရာကနေခုံဆင်းပြီးတော့သူကဒီရန်သူဖြစ်တဲ့အမြဲတမ်းပြိုင်ပွဲဖြစ်နေတရုတ်ရုရှားတို့နဲ့သပေါင်းဖို့အစီအစဉ်သူစဆွဲတယ်အေးကနေမှဥရောပကိုခွဲထုတ်ဖို့သူစူးစမ်းတယ်အဲ့တော့ဥရောပရဲ့ဆုံးဖြတ်ချက်တွေအမြဲတမ်းကန့်လန့်ဖြစ်အောင်အတွက်သူ၄နိုင်ငံသူမွေးထားလိုက်ရင်ဥရောပမှာလောကကန်ရခက်ကုန်မယ်
ကနေမှလက်ညှိုးထိုးเสียမရှိတော့လက်ညှိုးပြောချင်တာကဗျာတရုတ်နဲ့ရုရှားရဲ့အင်အားကြီးထွားလာမှုဟာဒီရွှေ့ပြောင်းလာတဲ့ immigrant တွေနဲ့ပါဆိုင်လို့လေဒီနေရာမှာကျွန်တော်ကလက်တွေ့တစ်ခုထောက်ပြချင်တာကကျွန်တော်အပါဝင်ဒီနိုင်ငံတွေမှာ immigrant ပဲလေအဲ့တော့ကျွန်တော်တို့ immigrant တွေကဥရောပရဲ့နိုင်ငံရေးအမေရိကန်ရဲ့နိုင်ငံရေးမှာထဲထဲဝင်မပါပါဘူးအဓိကဆုံးဖြတ်ချက်ရတဲ့နေရာမှာမရှိပါဘူးအမေရိကန်မှာတော့သမ္မတအိုဘားမားတစ်ချက်ဖြစ်ခဲ့တယ်ဒါပေမဲ့အိုဘားမားသဘောမဟုတ်ပါဘူးအားလုံးဒီအများရဲ့သဘောပဲသူလုပ်ခဲ့ရတယ် UK မှာလည်း Rishi Sunak ဝန်ကြီးချုပ်ဖြစ်ရတယ်ရုပ်ပြဝန်ကြီးချုပ်ပဲပါဘာမှသူတို့လုံနိုင်တာမဟုတ်ပါဘူးတကယ်တမ်းဒီနိုင်ငံတွေရဲ့နိုင်ငံခြားရေး policy ဥရောပနိုင်ငံတွေမှာလည်းအတူတူပါပဲ immigrant တွေဟာရှင်းပြောရရင်အဖြစ်ခံအခိုင်းခံဘဝမှာပဲရှိပါတယ်ဒီအနောက်နိုင်ငံများမှာလိုအပ်နေတဲ့လက်ဟာနေတဲ့နေရာများကိုကွက်လက်ဖြစ်ပြီးတာအဓိကတော့အောက်ခြေအလုပ်အများဆုံးလုပ်တယ်တိုင်းပြည်ရဲ့ဒီလူလက်တန်းစားဘဝမှာပဲလောက်ပဲရှိတာပါတိုင်းပြည်မှာဩဇာအာဏာရှိတဲ့ငွေကြေးချမ်းသာတဲ့လူတွေလက်ချိုးရည်လို့ရတယ်လို့ဒီတိုင်းပြည်ရဲ့နိုင်ငံခြားရေး policy တွေတရုတ်ရုရှားနဲ့ပတ်သက်တဲ့ policy တွေကိုချတဲ့နေရာမှာအဲ့ဒီ scholar တွေထဲမှာနိုင်ငံရေးသမားတွေထဲမှာ immigrant တွေရဲ့ပါဝင်ပတ်သက်မှုတွေအလောမတန်နေပါတယ်ပြောချင်တာကသူတို့မူရင်းနိုင်ငံသားတွေရဲ့ဒီ policy ဆုံးဖြတ်ချက်တွေကြောင့်ပဲဒီတရုတ်နဲ့ရုရှားကယနေ့ဒီအနေထားကိုရောက်နေတာအဲ့ဒါကိုသူတို့ကမနိုင်တိုင်နဲ့ဒီမှာဖြစ်နေတဲ့ immigrant တွေကိုပဲဒါလာပြီးတော့ထိုးချနေတဲ့သဘောရှိပါတယ်နော်ရှင်းပြောတော့ဒါလက်ညှိုးထိုးပွဲပေါ့ဒါက immigrant တွေကလည်းလွတ်လပ်စွာပြောဆိုခွင့်နဲ့နေထိုင်ခွင့်ဘလောက်ပဲပြောသူတို့လွတ်လပ်သူတို့ဥရောပနဲ့ဒီအနောက်နိုင်ငံများရဲ့လူခွင့်ရေးဒီမိုကရေစီရေး liberal ရေးဆိုတဲ့အကြားတွေကနေပဲ immigrant တွေကရှင်သန်နေရတာပါဒါပေမဲ့ယနေ့အနေအထားဒီနိုင်ငံမှာနေတဲ့သူများအားလုံးသိပါတယ် immigrant တွေက second citizen အဆင့်မှာပဲရှိပါတယ်နော်ဘယ်နေရာမှာမဆိုထွန်းထွန်းပေါက်ဖြစ်ဖို့ဆိုတာအလွန်အမတန်ရှားပါတယ်ကျွန်တော်တို့ကဒီလူအဖွဲ့အစည်းမှာအပြည့်ခံအဖွဲ့အစည်းအနေနဲ့ပဲရှိနေတာပါဒါလေးကိုပဲလွတ်လပ်စွာပြောဆိုခွင့်ရတယ်လွတ်လပ်စွာအခွင့်အရေးလေးရတယ်ဆိုလို့ကိုယ့်ဖြည့်သိမ့်နေရတာပါအဲ့တော့ဒီနိုင်ငံရဲ့အဓိကစီးပွားရေးကိုမောင်းနှင်နေတာကမူရင်းလူမျိုးတွေပဲဖြစ်ပါတယ်အဲ့တော့အဓိကကသူတို့ရဲ့နိုင်ငံခြားရေး policy အမှားတွေဖြစ်မယ်ဒို့ဒီမို့သူတို့ရဲ့အချွတ်ချော်တွေကြောင့်ဒီတရုတ်နဲ့ရုရှားအင်အားတိုးတာလားဒို့ဒီမို့သူတို့နိုင်ငံရဲ့စီးပွားရေးကျဆင်းနေတာတွေအားလုံးဟာဒါသူတို့ရဲ့ policy နဲ့ပဲဆိုင်တယ်ပြောချင်တာကကဘာကြီးပြိုင်ဆိုင်လာကိုသူတို့ပဲဖွင့်ပေးတယ်အဲ့တော့သူတို့ရဲ့နည်းပညာတွေကိုသူတို့ပဲဖြန့်ဝေပေးတယ်ဘာကြောင့်လဲသူတို့ကကဘာကြီးကအားလုံးညီမျှမျှတိုးတက်လာမှအားလုံးကြွယ်ဝချမ်းသာမယ်ဆိုတဲ့ယုံကြည်ချက်ကိုသူတို့ကပြဋ္ဌာန်းလိုက်တာအဲ့တော့အဲ့ဒီချိန်မှာသူတို့ရဲ့ဒီအတက်ပညာတွေအားလုံးကိုသူတို့ကမလျှို့ဝှက်ထားဘူးအဲ့ဒါကိုသူတို့ကစီးပွားရေးလုပ်ငန်းတစ်ခုလူတွေကဘာမှတက်ကတူတွေဖွင့်ပြီးတော့တကဘာလုံးကိုပညာရောင်းစားလိုက်တာအဲ့တော့သူတို့ရဲ့ policy ကတကဘာလုံးကိုပညာရောင်းစားလိုက်လို့တရုတ်ကျောင်းသားတွေလေပညာတတ်တွေဖြစ်ကုန်တယ်ရုရှားလည်းဖြစ်ကုန်တယ်တကဘာလုံးဖြစ်ကုန်တယ်အာရှကျောင်းသားတွေလည်းဖြစ်ကုန်တယ်အာဖရိကကျောင်းသားတွေလည်းဖြစ်လာတဲ့ခါမှာပညာသူတို့ပဲညံဖွင့်ပေးလိုက်တာသူတို့ညံဖွင့်ပေးလိုက်လို့သူတို့တက္ကသိုလ်တွေဖွင့်ပေးလိုက်လို့သူတို့တက္ကသိုလ်တွေမှာအဲ့နိုင်ငံခြားကျောင်းသားတွေကိုပညာသင်ကြားခွင့်ပေးပြီးသူတို့စီးပွားရေးပညာကိုရောင်းစားလို့ဖြစ်လာတာဖြစ်တယ်ဟိုဘက်လူသားတွေကလည်းပြန်လဲတိုးတက်တည်ထွင်လာတာကသူတို့ဖြစ်ချင်တဲ့ policy ရဲ့အောင်မြင်မှုပါအဲ့တော့သူတို့ဖွင့်ပေးလိုက်လို့သူတို့ရဲ့ civilization ကြီးဖွင့်ပေးလိုက်တယ်သူတို့ရဲ့တိုးတက်တဲ့ဘဝကြီးကိုတစ်ကမ္ဘာလုံးကိုခန်းစားခွင့်ဖွင့်ပေးလိုက်တယ်အဲ့ဒါကြောင့်ဖြစ်ပွဲအဲ့ဒီလိုဖွင့်ပေးလိုက်လို့ဖြစ်လာတဲ့အောင်မြင်မှုကိုအောင်မြင်တဲ့ဘက်ကမကြည့်ပဲအစိုးမြင်တဲ့ဒီလက်ရစွန်းလက်ဝဲလက်ရသမားတွေမကာတွေကအစိုးဘက်ကကြည့်ပြီးဒီ immigrant တွေကြောက်ပဲဒီတရုတ်နိုင်ငံနဲ့ဒီရုရှားနိုင်ငံကမ္ဘာမှာခေါင်းထောင်လာပြီးဥရောပကစီးပွားရေးကအားနည်းသွားတယ်ဥရောပရဲ့ဒီ liberal immigration policy ကမှားနေတယ်ဆိုတဲ့ဒီ conspiracy theory တို့ပြောတယ်လက်တွေ့မကျသောဆွဆွဲချက်ကြီးပါဒါပေမဲ့အဲ့ဒီလက်တွေ့မကျတဲ့ဆွဆွဲချက်ကြီးကိုယုံကြည်ကြတဲ့သူများကိုအမေရိကန်ပြည်သူကမဲပေးလိုက်တာအမေရိကန်ပြည်သူတွေမဲပေးလိုက်တာအဲ့တော့အဲ့ဒီအမေရိကန်ပြည်သူတွေမဲပေးလိုက်တာဖြစ်တဲ့အတွက်အဲ့ဒီအမေရိကန်ပြည်သူတွေကြောင့်ဒီအပြောင်းလဲဖြစ်မှာဒါပေမဲ့ကမ္ဘာခေါင်းဆောင်များအားလုံးဒီသူတို့အာဏာရရင်နောက်ဆက်3နှစ်ပဲအဲ့ဒီ3နှစ်ကိုတောက်ခံကြမယ်အချိန်တန်ရင်အမေရိကန်ကနောက်လူတက်လာတဲ့ခါကျရင်ပုံမှန်ပြန်ဖြစ်သွားရင်ကမ္ဘာကြီးကပုံမှန်ပြန်ဖြစ်သွားမှာပါအဲ့ဒီ3နှစ်အတွင်းမှာတော့ဆိုးဝါးတဲ့တတိယကမ္ဘာစစ်မဖြစ်အောင်ဆိုးဝါးတဲ့စစ်ပွဲတွေမဖြစ်အောင်ဒါတွေအားလုံးဒီနီးပေါင်းစုံနဲ့တားမှာပါအဲ့လိုတားဖို့နီးကတနည်းပဲရှိပါတယ်အမေရိကန်မှပူတင်ကိုပေါင်းလို့ရတာမဟုတ်ပါဘူးအမေရိကန်မှချိုင်းနာကိုပေါင်းလို့ရတာမဟုတ်ဘူးဒီနေရာမှာလူဆိုးဖြစ်တဲ့နော်ကမ္ဘာကြီးကိုဖျက်ဆီးနိုင်တဲ့တရုတ်နဲ့ရုရှားကို
ဒေါ်နယ်ထရမ့်ပဲသွားပြီးတော့ဖားလို့ရတာမဟုတ်ပါဘူးကျွန်တော်တို့ဥရောပခေါင်းဆောင်တွေလည်းဖားတတ်တာပဲအဲ့တော့ဘလို့ဖြစ်လာမလဲဆိုတော့နောက်ဆုံးကြတော့ဒီ3နှစ်အတွင်းမှာဒေါ်နယ်ထရမ့်ရှိနေသေးကာလပတ်လုံးမှာဥရောပခေါင်းဆောင်များသည်ရုရှားနဲ့ပြည်လျအောင်တက်နိုင်ဆုံးသူတို့စူးစမ်းမယ်တရုတ်နဲ့ပြည်လျအောင်တက်နိုင်ဆုံးစူးစမ်းပြီးတော့ဒီအခြေအနေပုံမဆိုးသွားအောင်ထိန်းထားမှာပါဒါကြောင့်အဲ့လိုမျိုးဖြစ်လာဖို့အတွက်အဲ့လိုအနေအထားမျိုးရှိတာဖြစ်တဲ့အတွက်နောက်ဆုံးသူတို့ဒီအမေရိကန်ဖြစ်ရှင်တဲ့ပုံစံပေါ့အမေရိကန်ဖြစ်ရှင်တဲ့ပုံစံကလည်းရုရှားနဲ့တရုတ်ဖြစ်ရှင်တဲ့ပုံစံဖြစ်သွားမှာကိုသူတို့ဒီတစ်ဖက်တစ်လျံကနေပြီးတော့သူတို့ဒီဒါကိုတားဆီးမှာဖြစ်တဲ့အတွက်ယူကရိန်းကိုသူတို့ဒီလက်နဲ့ချခိုင်းဖို့တို့ဒီမဟုတ်ယူကရိန်းစစ်ပွဲကိုအပီးသက်ဖို့တနည်းနည်းနဲ့သူတို့ဖန်တီးလိုက်မှာဖြစ်တယ်ပြောချင်တာကအမေရိကန်ရဲ့ဒီလက်တဆုပ်စာနော်ဒီသမ္မတထရန့်ရဲ့အကြံပေးပေါ့နော်ဒီလက်ရစွန်မက်ဂါလက်တဆုပ်စာ5-6ယောက်ကနေပြီးတော့တကဘာလုံးကြီးကိုသူတို့ထင်ရသူတို့ရှောက်ပြောပြီးတော့သူတို့လုံနေလို့ရမှာမဟုတ်ဒါကြောင့်ဂျာမန်ဝန်ကြီးချုပ်ကအပြတ်ပြောတာငါတို့ဥရောပရဲ့ဒီမိုကရေစီကိုမင်းတို့အမေရိကန်ကဘာမှလာကာကွယ်ပေးစရာအကြောင်းမရှိဘူးငါတို့အလုံးငါတို့ဒီကျွန်တော်ပြောသလိုပဲဒီပညာတွေအားလုံးကိုကဘာကြီးကိုဖြန့်ပြူပေးလိုက်တာဒီနည်းပညာတွေဖြန့်ပြူပေးလိုက်တယ်ကဘာကြီးနဲ့သားစာတာဖြစ်အောင်နေပြီးတော့ဖွင့်ပေးလိုက်တာဖွင့်ပေးလိုက်ပြီးမှကဘာနိုင်ငံတွေတိုးတက်လာတယ်ဥပမာအာဆီယံနိုင်ငံတွေတိုးတက်လာတယ်အဲ့တော့တိုးတက်လာတဲ့တချို့အာဖရိကနိုင်ငံတွေတိုးတက်လာတယ်အရှေ့လက်ပိုင်းနိုင်ငံတွေတိုးတက်လာတယ်အဲ့ဒီတိုးတက်လာတဲ့အထက်မှာလက်တဆုပ်စာတချို့သောကဘာကြီးကိုရန်လုံတဲ့လူတွေရှိလာတာကိုအဲ့ဒါကိုအဲ့ဒီနိုင်ငံများနဲ့ပူးပေါင်းပြီးဆောင်ရွက်ယူလို့ရတယ်တားယူလို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့နော်ဒီအဲ့ဒီ policy ဆွဲတဲ့လူတွေကအဓိကသူတို့ရဲ့ policy ကလေ liberal democracy ကိုသွားတယ်ဆိုတာကအဓိကအချက်ကပါလေကာကွယ်ရေးထဲသူတို့ကဒီလူမှုဖူလုံရေးကိုဦးစားပေးခဲ့တာ welfare ကိုဦးစားပေးခဲ့တာဒါကြောင့်မှဥရောပမှာရှိတဲ့ဥရောပနိုင်ငံသားတွေအားလုံးပြောပြောရှင်းရှင်းငြင်းငြင်းနဲ့နေလို့ရအောင်ဦးစားပေးခဲ့တယ်ဆေးတွေကူပေးခဲ့တယ်လုံခြုံမှုတွေပေးခဲ့တယ်အိုးအိမ်တွေဆောက်ပေးခဲ့တယ်ဒါပေမဲ့အခုလိုစစ်ရေးရဖြစ်လာပြီဆိုရင်လေသူတို့ဒီကာကွယ်ရေးအတွက်ပြင်ဆင်မှုတွေလုပ်မှာပဲအခုလည်းလက်ရှိအစိုးရတွေအမျိုးစုံလုပ်နေတာပဲဒါပေမဲ့ကိုယ်အဲ့လိုပြင်ဆင်လာတဲ့အချိန်မှာအဲ့ဒီစစ်စရိတ်တွေသုံးပြီးလူတွေစုဆောင်းမယ်လက်နက်တွေစုဆောင်းမယ်အချိန်မှာအခြေအနေပိုမဆိုးလာရအောင်တနည်းနည်းနဲ့နော်ပူတင်ဒီဒေါ်နယ်ထရန့်နဲ့ဒီလက်တဆုပ်စာဒီလက်ရဒီဘယ်လိုပြောမလဲအကြံပေး5-6ယောက်ထက်ပို့ပြီးတော့ခေါင်းကြီးတဲ့ဥရောပတွေကသူတို့နဲ့ဥပြီးတော့တရုတ်နဲ့ပြေးလျအောင်လုပ်လိုက်မယ်ရုရှားပူတင်ကိုချော့လိုက်ရတာပဲပူတင်ကိုချော့ဖို့နည်းကတနည်းပဲရှိတယ်ပူတင်ကိုချော့ကျင်နေဆိုလွယ်လေးပဲပူတင်ရဲ့ gas pipeline တွေကဥရောပမှာရှိပြီးသား gas pipeline 2ခုတောင်ရှိတယ်အဲ့ဒါကိုအဲ့ဒီ gas တွေကိုဂျာမနီကပြန်ဝယ်ပေးလိုက်တာနဲ့ပူတင်စိတ်ကျင်နေသွားမှာရှင်းလေးကိစ္စအဲ့ဒါနဲ့ပူတင်ကိုချော့လို့ရတယ်အဲ့တော့ပူတင်ကိုโอเคမင်းငါတို့နဲ့ AC ခဏနေအောင်မင်းယူကရိန်းကိစ္စလည်းမင်းလိုချင်တာခဏယူတာခဏအရန်မလုံးနဲ့ပြီးတော့မင်းစီကငါတို့ရေနံပိုက်လိုင်းပြန်ဝယ်ပေးမယ်လို့ပြောလိုက်ရင်ပြန်ချက်လိုက်ရင်ဟိုတော့မာကယ်လို့ဆိုလုပ်လိုက်ရင်ပူတင်ငြိမ်သွားမှာပဲအဲ့တော့ပြောချင်တာကပူတင်ကိုနိုင်ခွက်ကဥရောပမှာရှိပြီးသားအဲ့ဒီနိုင်ခွက်ကိုမကင်ဘဲနဲ့ပူတင်ကိုရောက်မတက်အောင်ဝိုင်းပြီးဆန့်ကျင်နေတာအဲ့တော့အဲ့ဒီပူတင်နိုင်ခွက်ကိုဥရောပအလူတွေမသိတာမဟုတ်ဘူးမရွေးချယ်သေးတာထိုနည်းလေးကမဲ့တရုတ်ရဲ့နိုင်ခွက်ကိုလည်းဥရောပသားတွေသိပြီးသားတရုတ်ကိုဥရောပကိုဈေးကွက်တွေဖွင့်ပေးလိုက်နော်တရုတ်နဲ့အပြန်လှန်အသိမှတ်ပြုပေးလိုက်ရင်တရုတ်ကလည်းအဲ့ဒီနိုင်ခွက်တွေအရာဥရောပနဲ့ပြည်လည်သွားမှာပဲပြောချင်တာကအဲ့ဒီနိုင်ခွက်တွေကိုမသုံးသေးတာအဲ့ဒါကိုခဏတော့ဒီအမေရိကန်မှာရှိတဲ့ဒီသမ္မတဒေါ်နယ်ထရန့်နဲ့အင်ဖြူတော်မှာရှိတဲ့အကြံပေးအုပ်စုတို့ကသူတို့ကိုဆရာကြီးလို့နေနေပြောချင်တာကသူတို့ပဲသိတယ်သူတို့ပဲတတ်တဲ့ပုံစံနဲ့သူတို့ပြောတဲ့ပူတင်နဲ့ပေါင်းတာတရုတ်နဲ့ပေါင်းတာလူတိုင်းပေါင်းတတ်တယ်ကျွန်တော်ဒါကိုထောက်ပြချင်တာလူတိုင်းပေါင်းတတ်တယ်မပေါင်းကြည့်သေးလို့ကိုမပေါင်းတာတကယ်လို့နင်လားငါလားဖြစ်လိုက်ပေါင်းလိုက်မှာပေါ့ဗျာဘသူမှစစ်ပွဲကိုဥပဆောင်ခိုင်းဘူးပြီးတော့ဒါအပွင့်လင်းဆုံးပြောရင်ယူကရိန်းကြောက်လေဥရောပတွေသူယူကရိန်းကြောက်သူပါသင်္ဘောအပြတ်မခံဘူးပေါ့ဗျာဆိုလိုချင်တာကယူကရိန်းနိုင်ငံကြောက်ကိုပါဒုက္ခရောက်မခံဘူးအဲ့တော့ယူကရိန်းနိုင်ငံကိုလည်းနားလေအောင်ပြောမယ်အဲ့တော့ယူကရိန်းကဒါဒီရုရှားရဲ့ပြဿနာဖြစ်တယ်ယူကရိန်းဒီငကိုတွေကရုရှားစကားပြောလူမျိုးတွေဖြစ်တယ်အဲ့တော့ယူကရိန်းရဲ့ပြည်တွင်းနိုင်ငံရေးကလည်းရုရှားကိုယိမ်းနေတဲ့လူတွေရှိတာဖြစ်တယ်အခုလက်ရှိဥရောပကနေပြီးတော့ယူကရိန်းကိုလင်းနစ်တာထောက်ခံပေးတာတောင်ယူကရိန်းမှာရှိတဲ့အဲ့ဒီနိုင်ငံရေးသမားတွေသမ္မတဇလန်စကီအပါဝင်အုပ်လူတွေကလက်ပိလက်ယူရှိနေသေးပဲသမ္မတဇလန်စကီကိုတိုင်တားလို့မရဘူးအဲ့တော့ယူကရိန်းကသူ့ရဲ့ကံကြမ္မာကိုသူရဲ့ကျွန်တော်တို့ကတော့အပြင်ကလူတွေကကြည့်လိုက်ရင်တော့ဟာယူကရိန်းကိုသနာပါတယ်ဒါပေမဲ့သနာပါတယ်ဆိုတဲ့ယူကရိန်းနိုင်ငံမှာကိုဒါလောက်စစ်ပွဲဖြစ်နေတဲ့အချိန်မှာကိုလက်ပိလက်ယူမှုနဲ့သူတို့ကိုကြိုးတွေရှာနေတယ်သူတို့ကိုကြိုးရှာနေတဲ့အဲ့ဒီနိုင်ငံရေးသမားတွေကြားမှာသူတို့ကြောင့်ကျွန်တော်တို့ဥရောပပါ
အနစ်မုန်းခံမလားဘယ်သူကအနစ်မုန်းခံမှာလဲဗျာပြောချင်တာဒီမက်ကာတွေကိုကျွန်တော်ကပြောချင်တာကသူတို့စဉ်းစားတတ်တော့ဥရောပခေါင်းဆောင်တွေအကုန်စဉ်းစားတတ်တယ်သူတို့ပြောနေတဲ့ civilization လို့နော် Euroization လို့ဥရောပရည်ကြီးမှုလို့ဆိုတော့သူတို့အကုန်သိတယ်အခုဒီမှာ immigrant တွေဘလောက်ပဲလာ immigrant တွေဘလောက်ပဲဒါကိုကြီးထွားလာဘယ်သူမှဥရောပရည်ကြီးမှုအစ်စ်ကိုကြော်ဖြတ်လို့မရဘူးဥပမာမွတ်စလင်မျိုးသမီးတွေတကိုယ်လုံးခြုံနေဗျာအဲ့ဒီခြုံလိုက်တာနဲ့ဥရောပရည်ကြီးမှုကြီးမထိခိုက်သွားဘူးအဲ့ဒီမွတ်စလင်မျိုးသမီးတွေတကိုယ်လုံးခြုံလို့ဥရောပမှာတကိုယ်လုံးချွတ်လို့မရဘူးဆိုတာမရှိဘူးလူတိုင်းချွတ်နေတာနွေရာသီမှာလာကြည့်ဥရောပမှာဝတ်ထားတာမှာအကုန်လုံးချွတ်တာမှာပတ်ဆက်ကိုချွတ်နေတာမွတ်စလင်မျိုးသမီးတွေခြုံလို့မွတ်စလင်ရည်ကြီးမှုတွေဒီလူတွေလို့ဥရောပမှာမနှမ်းကြဘူးလားနမ်းသလားမမင်းနဲ့ခင်ဗျာဘူဒါယုံမှာကာမတ်တိုင်မှာတယောက်နမ်းနေကြတာများကြည့်မကောင်းမြင်မကောင်းဒါသူတို့ရဲ့ရည်ကြီးမှုပဲပြောချင်တာကဒီလူနည်းစုရဲ့ဒီအဝတ်စားတစ်ခုပေါ့နော်ဒီအဝတ်စားခေါင်းခြုံတာပဲပြသူခေါင်းတကူလုံးပဲခြုံတာမျက်နှာတစ်ခုပဲဖုံတာအဲ့ဒါကလူနည်းစုတစ်ခုပဲအဲ့ဒီလူနည်းစုတွေကလည်းသူတို့တိမ်ငယ်နေတယ်ပြောချင်တာကဒီလောက်လူများစုတွေကြားမှာသူတို့အဲ့လိုဝတ်ရတော့သူတို့တချို့တွေဆိုရင်ဒါရှက်ကိုရှက်ကန်းတွေဖြစ်နေတာကိုတွေ့ရတယ်သူတို့ရဲ့မိသားစုဝင်တွေသူတို့ရဲ့ဇနီးမသားတွေယောက်ျားတွေဘာသာရေးတွေကအတင်းကျပ်ပေါ်ခံအဲ့ဒါမျိုးရှက်ကိုရှက်ကန်းဖြစ်ပြီးတော့လူအဖွဲ့အစည်းမှာသူတို့ကိုယ်တိုင်ကအပြင်ရောက်နေတယ်ဆိုတာအဲ့ဒီလူတွေအကုန်မသိတယ်ပြောချင်တာကဒီလက်တဆုပ်စာယဉ်ကျေးမှုတွေနဲ့ငကိုရှိနေတဲ့ဥရောပရဲ့ယဉ်ကျေးမှုတစ်ခုလုံးပြောင်းလဲသွားဖို့ဆိုတာယနေ့အထိကျွန်တော်တော့မတွေ့သေးဘူးဒီနေ့ဥရောပမှာဒီနေ့ဒါအခုဆိုတာခရစ်စမတ်ရာသီဖြစ်တယ်သူတို့ခရစ်စမတ်ဦးစားပေးတယ်နော်သူတို့ခရစ်စမတ်လုပ်တယ်မိထုံးပွဲတွေလုပ်တယ်သူတို့ဆူတောင်းပွဲတွေလုပ်တယ်ဘာသာရေးခမ်းနားတွေလုပ်တယ်သူတို့လုပ်နေကြတာပဲနော်သူတို့ရဲ့ဒီ UK နိုင်ငံဆိုသူတို့ရဲ့နိုင်ငံတော်တချင်းမှာ God bless the king ပဲအဲ့တော့အသင်ဒီမွတ်စလင်ပဲဖြစ်ဖြစ်ဟိန္ဒူဖြစ်ဗုဒ္ဓဘာသာဖြစ်ဖြစ်အသင်ဒီ UK နိုင်ငံသားခံယူရင် God bless the king ကိုရွတ်ကိုရောအောင်မရွတ်ချင်ရင် UK နိုင်ငံသားဘယ်လိုမှမဖြစ်နိုင်ဘူးလေအဲ့တော့တချို့သောဒီလူနည်းစုပေါ့ဗျာဟိုဒီဘာသာရေးသလိထုံတန်းတွေနဲ့တရားရုံးတွေရှိတာကိုသူကပုံကြီးချက်နေတယ်ကျွန်တော်တို့မသိလို့မကြည့်မှာမြန်မာနိုင်ငံမှာလည်းရှိတယ်လေသလိထုံတန်းဥပဒေအရအစ္စလမ်ဘာသာဝင်တွေကအစ္စလမ်ဘာသာရဲ့ထုံတန်းစင်လေရအမွေခွဲနေတာရှိတာပဲအဲ့ဒါကမြန်မာနိုင်ငံရဲ့ဥပဒေများသည်အင်္ဂလိပ်ကလုပ်ခဲ့တာဒီအင်္ဂလိပ်ဗြိတိရှ်အင်ပါယာကလုပ်ခဲ့တာအဲ့တော့ဒလိထုံများဥပဒေများကိုမြန်မာနိုင်ငံလိုကိုလိုနီနိုင်ငံမှာတော့ပြဋ္ဌာန်းပေးခဲ့ရင်အင်္ဂလိပ်မှာငကိုတည်းရရှိတယ်ဒါကြောင့်သူဒီအစ္စလမ်ဘာသာဝင်ဖြစ်တဲ့အတွက်အစ္စလမ်ဘာသာရဲ့လက်ထက်တာခွင့်ပြုတာတရားခွဲတာ UK နိုင်ငံမှာလည်းတရားရုံးရှိတယ်အဲ့ဒါလေးကိုလက်ညှိုးထိုးပြီး UK နိုင်ငံရှယ်ရီယာလောနဲ့အုပ်ချုပ်နေပါပြီဘာညာဆိုပြီးတော့ပုံကြီးချဲ့ပြီးပြောနေတာပြောချင်တာကအဲ့ဒါလူနည်းစုလက်ထဆုပ်စာပဲရှိတယ်မှန်ပါတယ်တချို့သောအဲ့ဒီအစ္စလမ်ဘာသာဝင်ဒီဘယ်လိုပြောမလဲနိုင်ငံရေးသမားတွေကဟိုရှေ့အနောက်မစင်စားဘဲနဲ့ရှောက်ပြောနေတာတွေရှိတယ်တချို့တွေကသူတို့မဲရဖို့အတွက်ပေါ့ဗျာအထူးသဖြင့်ဗျာသူတို့မဲရဖို့အတွက်ပါလက်ဆိုင်ကိုအသုံးချတာပေါ့ရှင်းပြောရင်ဒါပဲသူတို့မဲရဖို့အတွက်ပါလက်ဆိုင်ကိုအသုံးချတယ်ပါလက်ဆိုင်အလံတွေထောင်ပြတယ်အမှန်ကသူတို့မဲလိုချင်လို့လုပ်တာနော်မဲလိုချင်လို့လို့သူတို့မဲရဖို့အတွက်အဲ့ဒါရှောက်ပြောအဲ့ဒါမျိုးလေးတွေတော့ရှိတယ်နော်အဲ့တော့ခရစ်ယာန်လည်းရှိတာပဲတခြားလူမျိုးတွေလည်းရှိတာပဲသူတို့အသုံးချတာပေါ့ဒါပေမဲ့တကယ်တစုံလုံးဥရောပရဲ့ရည်ကြီးမှုတစ်ခုလုံးဒီပပျောက်သွားစရာဘာမှအကြောင်းမရှိဘူးနော်ဒီနိုင်ငံမှာနေတဲ့လူတမိုင်းကြောင်းနဲ့ချီတဲ့ဥရောပရည်ကြီးမှုတစ်ခုလုံးဒီသူ့ဟာသူခရစ်ယာန်တွေသွားနေတာပဲသူ့ဟာသူရဲ့လွတ်လပ်စွာပြောဆိုခွင့်တွေလွတ်လပ်စွာနော်သူက freedom of speech ကိုပြောချင်တာသူက freedom of speech ဆိုတာပါလေအခုသူတို့ကကျွန်တော်တို့ဥရောပမှာ freedom of speech မရှိဘူးဆိုရင်သူတို့ကတိုက်ခိုက်တယ်ဒါဆိုသူတို့အမေရိကန်နိုင်ငံမှာသူတို့ကိုဆန့်ကျင်ပြီးပြောလိုက်တာနဲ့ကျွန်တော်တို့ကိုဗီဇာပိတ်နေပြီကျွန်တော်တို့ကိုနယ်စပ်မှာဖမ်းနေပြီအဲ့ဒါ freedom of speech လားအဲ့တော့ freedom of speech မရှိဘူးလို့ဥရောပကိုဆွဆွဲနေကြတယ်အဲ့ဒီအင်ပီတော်မှာရှိတဲ့လက်တဆုပ်စာအဲ့ဒီဘယ်လိုပြောမလဲ policy ဆွဲတဲ့လူတွေကသူတို့ကိုယ်တိုင်သူတို့အမေရိကန်နိုင်ငံမှာ freedom of speech မရှိပဲကျွန်တော်တို့လိုနိုင်ငံသားတွေသူတို့စီလာရင် social media 9နှစ်ပေးရမှာလို့အခုသူတို့အစိုးရကိုဟိုစန့်ကျင်ပြီးပြောရင်ဗီဇာမပေးတာလို့ဖမ်းဆီးတာလို့လုပ်နေတာသူတို့ကလုပ်နေတာအဲ့တော့သူတို့ကိုယ်တိုင်ကလုပ်နေတဲ့လူတွေကလွတ်လပ်စွာပြောဆိုခွင့်ကိုခွင့်မပြုတဲ့လူတွေကဥရောပမှာလွတ်လပ်စွာပြောဆိုခွင့်မရှိဘူးဆိုပြီးလာပြီးဆွဆွဲနေတာအမှန်ကသူတို့က freedom of speech ကိုလက်မခံတာသူတို့ရဲ့ freedom of speech ဆိုတာသူတို့ကိုထောက်ခံရမယ်သူတို့ mega တွေကိုထောက်ခံရမယ်သူတို့အစွန်းရောက်တွေကိုထောက်ခံရမယ်သူတို့ရဲ့ conspiracy theory ကိုထောက်ခံရမှာအဲ့ဒါကိုသူတို့က freedom of speech ပြောနေတာဥရောပမှာကျွန်တော်ကြည့်လိုက်တာဘာမှ civilization ပြောင်းလဲစရာမရှိမှန်တယ်မွတ်စလင်တွေများလာတယ်ဗုဒ္ဓဘာသာတွေများလာတယ်ဟိန္ဒူတွေများလာတယ်ဟိန္ဒူများလာတော့ဘာဖြစ်မလဲသူဖျားเจ้าတည်တာပေါ့မွတ်စလင်များလာတော့ဖျားเจ้าတည်တာမှာကျွန်တော်အိမ်သားမှာဖျားเจ้าရှိတယ်ဘာဖြစ်လို့ကဘာပေါ်မှာအိန္ဒိယနဲ့တရုတ်တွေလူကြီးအများဆုံးလူမျိုးဖြစ်တယ်
နော်အိန္ဒိယဒီတန်း1000ကျော်ရှိတယ်1200 1500ရှိမယ်တရုတ်ဒီ1500ရှိတယ်ကျွန်တော်တစ်ကမ္ဘာလုံးမှာအဲ့ဒီလူမျိုးတွေကပြန့်နှံ့နေတာပေါ့ဗျာမြန်မာနိုင်ငံလူကြီးကတန်း50ရှိတယ်ဗျာအဲ့တော့မြန်မာနိုင်ငံလူကြီးကတစ်ကမ္ဘာလုံးမှာမြန်မာတနိုင်ငံလုံးသွားတာတော့တရုတ်လူမျိုးတွေတန်း100တန်း200လောက်ကမ္ဘာပြန့်တာဘယ်မိမလဲသူတို့ကတစ်ကမ္ဘာမှာလူဦးရေအများဆုံးလူမျိုးဖြစ်နေတာအဲ့ဒါတော့မတတ်နိုင်ဘူးအဲ့တော့ကမ္ဘာပေါ်မှာအများဆုံးတွေ့ရတဲ့နိုင်ငံသားဒီအိန္ဒိယနဲ့တရုတ်ပဲဘာကြောင့်လဲသူတို့ရဲ့မူရင်းလူမျိုးကကမ္ဘာပေါ်မှာများနေတာအဲ့တော့ဥရောပကဗျာခင်ဗျာနယ်သာလန်လူမျိုးကခင်ဗျာ3တန်းရှိတယ်ဗျာဥမာစီဂူရီယန်3တန်းရှိတယ်ဗျာစီဂူရီယန်3တန်းကကမ္ဘာပေါ်မှာဘလို့ပြန့်နှံ့နေနိုင်မလဲတရုတ်နဲ့ရှင်လိုက်ကမ္ဘာပေါ်မှာတရုတ်ပဲများမှာပေါ့ဒါကအရှင်းကြီးပါအဲ့တော့သူတို့လူမျိုးတွေရောက်လာတာဖြစ်တဲ့အတွက်သူတို့ဒီဖျားเจ้าတွေလေသူတို့ဖျားเจ้าတည်ပြီးတော့ UK နိုင်ငံကိုပြည့်စည်သွားအောင်လုပ်သွားတာမှမဟုတ်ဘူးသူတို့လုံးသွားတဲ့သူတို့ဝန်ကြီးချုပ်မက်ဆာရီရှီဆူနဲ့အခုမြို့တော်ဝန်စတစ်ခန်ဆိုသူတို့လုပ်နေတာနော် UK နိုင်ငံကောင်းစားဖို့ UK နိုင်ငံဥပဒေလေးစားဖို့ဒါပဲသူတို့လုပ်နေတာသူတို့ဒီနေရာမှာလာပြီးတော့ဘိုးတော်လုပ်ငန်းလုပ်တယ်လို့မျိုးဘာသာရေးဆွဲနေတာလည်းမရှိဘူးသူတို့ဘာသာတွေကောင်းစားဖို့သူတို့ဘာသာပြန့်နှံ့ဖို့ဘာသာရေးအရာဘာသာသာသနာပြန့်ပေါ်အောင်လုပ်နေတာလည်းတရားမှမရှိဘူး